မိတ်ဆွေများအားလုံးမင်္ဂလာပါကျွန်တော်တို့ဒီတစ်ပတ်မှာလည်းပဲပေါ့နော်ကျွန်တော်ဒီပြီးခဲ့တဲ့အပတ်တုန်းကကျွန်တော်အပိတ်နေကစားခဲ့ပုံစံလိုမျိုးပဲကျွန်တော်တို့ဆက်ပြီးတော့ကစားရမယ်ပေါ့နော်ကျွန်တော်တို့ဒီကီးနဲ့ပလိတ်နဲ့ပေါ့နော်ပတ်တီးလည်းကျွန်တော်ဒီနှလုံးရွေးပေးတယ်ပေါ့နော်ဒီလိုပုံစံလေးပဲကျွန်တော်တို့ကစားရမယ်ကျွန်တော်ဒီမနက်မှာကျတော့ကျွန်တော်ကီးကလည်းတုံညခွန်5ကီးပေါ့နော်ကျွန်တော်ဒီတုံညခွန်5ကီးထဲမှာမှကျွန်တော်ဒီပတ်တီးနှလုံးကိုကျွန်တော်ရွေးထုတ်ပေးတယ်ပေါ့နော်တုံညကို main ပတ်ပါ5ကိုအရင်ပတ်ပေါ့နော်ပြီးကြရင်ကျွန်တော်တို့ဒီပလိတ်ပေါ့နော်ကျွန်တော်ဒီပလိတ်နဲ့ကျွန်တော်တို့အော့ကွက်ထုတ်မယ်ဆိုရင်ပလိတ်ကလည်းဒီတုံညခွန်5ပလိတ်ပဲပေါ့နော်ပလိတ်မှာလည်းတုံညခွန်5ပလိတ်ဗျာဒီတုံညခွန်5ကီးနဲ့လုပ်မယ်ဆိုရင်ကျွန်တော်ဒီတုံညအပူးရယ်ပြီးကြရင်တုံညခွန်တုံည5ပေါ့နော်တုံညခွန်5ပလိတ်တုံညတော့ပြီးသွားပြီပေါ့နော်ကျွန်တော်ပြီးကြရင်ကျွန်တော်ဒီခွန်ကိုတုံညပလိတ်လုပ်မယ်ဆိုရင်ခွန်3ပေါ့နော်ဒီခွန်ပလိတ်တော့ကျွန်တော်ဒီခွန်တုံညရှိပြီးသားပေါ့နော်ကျွန်တော်ထည့်เสียမလို့ကျွန်တော်ဒီ5ပလိတ်မှာဆိုရင်ခွန်8ပေါ့နော်ပြီးကြကျွန်တော်ဒီ5မှာဆိုရင်လည်းပဲကျွန်တော်ဒီ5အပူးရယ်ပြီးကြရင်ကျွန်တော်တို့ဒီ5နှစ်ရယ်ပေါ့နော်ကျွန်တော်ဒီအလုံးပေါင်းမှာဆိုရင်ကျွန်တော်ဒီခွန်2ကွက်လောက်ရှိမယ်ပေါ့နော်ကျွန်တော်အပူးကကျွန်တော်ဒီတုံညနဲ့ပြီးကြရင်5အပူး2ကွက်ပါမယ်ပေါ့နော်ကျွန်တော်တို့ main တင်ရမယ့်အကွက်မှာဆိုရင်ကျွန်တော်ဒီတုံညပါတာလေးကိုနည်းနည်း main တင်လိုက်ပေါ့နော်ကျွန်တော်ဒီတုံညခွန်နဲ့တုံည5ပေါ့နော်တုံညခွန်နဲ့တုံည5အဲ့နှစ်ကွက်ကို main တင်မြကျွန်တော်အပူတော့တိတ်မကြိုက်ဘူးပေါ့နော်အဲ့နှစ်ကွက်ကို main တင်မြပြီးကြရင်2အနေနဲ့ပေါ့နော်2အနေနဲ့ဆိုရင်ကျွန်တော်ဒီ2မထည့်တော့ပေါ့နော်ကျွန်တော်ဒီ main နဲ့ကျွန်တော်ဒီအဲ့အကွက်နဲ့ပဲကျွန်တော်ထည့်တော့မယ်နော်ကျွန်တော်ဒီတုံည5ပြီးကြရင်5နှစ်ပေါ့နော်ပြီးကြရင်ခွန်တုံညပေါ့နော်ဒီတုံးကွက်ကို main တင်မြကြံတဲ့အကွက်တွေကျတော့အရင်ပဲပေါ့နော်ဒါကကျတော့မိတ်ဆွေတို့ကိုကြိုက်တာလေးကိုရွေးပြီးတော့ကစားပါတော့ဒီတုံးရစာမွေးပတ်တီးတွေမွေးကွက်တွေပြီးကြရင်မွေးအခွေတွေကျတော့ကျွန်တော်ဗီဒီယိုလေးလှုပ်ထားပြီးတော့တင်ထားပေးပါတယ်မကြည့်ရသေးတဲ့သူများပေါ့နော်အဲ့ကျွန်တော်ရဲ့ဗီဒီယိုလေးကိုပြန်ကြည့်ပြီးတော့မွေးချင်တာလေးကိုရွေးပြီးတော့မွေးပေါ့နော်ကျွန်တော်တင်ထားပြီးပါပြီဒီမွေးကွက်တွေပေါ့နော်ကျွန်တော်ဒီနေတိုက် site တွေပါတယ်တည်နေတဲ့သူများကျတော့ကျွန်တော်ရဲ့ Telegram channel လေးကို join ပြီးတော့လာကြည့်လို့ရပါတယ်ကျွန်တော်ဒီဗီဒီယိုရဲ့အောက်မှာပေါ့နော်ကျွန်တော် link ချထားပေးပါတယ်ဗျာဟုတ်ကဲ့ပါအားလုံးကံကောင်းပါစေအားလုံးပေါက်ကြပါစေဗျာ